ကျိုးသားပန်းသားကျူလူကကြတယ်နော်အဲ့တော့ကုန်ပါပြီအဓိကထိုင်ပြီးတော့လေဟုတ်တယ်မမရေပြောလိုက်စမ်းပါဘာမှမခေါ်ဘူးဟုတ်တယ်တကယ်တော့ပန်းနေနေလည်းမကောင်းဟုတ်တယ်မင်းတို့ကထိုင်ပြီးလိုက်ရွှေပန်းနေလည်းသူကလည်းသူလှပြီးသားပန်းမလို့ဘူးနော် ခေါင်းမှာရွှေပန်းနေပါလေတေချာကြည့်ပါလေခင်ဗျာကျိုးသားပန်းသားကျွန်တော်တို့ကိုထိတ်ကိုကြီးနဲ့ကျိုးသားမယ်ဗျာကဲနောက်